မြန်မာတက်ကရဲ့1989ခုနှစ်ကိုကုပြောင်းရရှိလာတဲ့ဒီနှစ်လိုမင်္ဂလာရှိလာတဲ့မြန်မာနှစ်တွေကိုအခါသမယမှာပြည်တော်သမ္မတမြန်မာနိုင်ငံတော်အတွင်းမှာမိတိတည်ထန်ကြတဲ့ပြည်တော်စုဘွားတိုင်းရင်းသားမိဘပြည်သူများအားလုံးအပါအဝင်ကမ္ဘာတော်လုံးမှာရှိကြတဲ့ကမ္ဘာသားများအားလုံးဘေးပြာများကင်းဝေးပြီးစိတ်ဓာတ်ဒုက္ခကာယဒုက္ခတို့နဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာတဘာဝဘေးအန္တရာယ်တွေနဲ့နှစ်ကျင်းတိုင်းကြုံတွေ့ခံစားခဲ့ကြပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာယာဂိမုန်တိုင်းတက်ခတ်မှုတွေကြောင့်မိုးတိရန်စွာရွာသွန်းပြီးမြို့ပေါ်တချို့မှာရုတ်တရက်ရေကြီးရေရှမ်းမှုတွေဖြစ်ခဲ့တယ်လို့မနက်28ရက်နေ့မှာလည်းပြည်အား9.9 Richter scale ရှိတဲ့အလွန်ပြင်းထန်တဲ့မြေငလင်လှုပ်ခတ်မှုဒဏ်ကိုလည်းကြုံတွေ့ခံစားခဲ့ရပါတယ်ထိခိုက်ပျက်စီးတွေနဲ့တည်ဆုံဒဏ်ရာမှုတွေများပြားလှတဲ့အတွက်ကြောင့်ငလင်တန်တဲ့ဒေသတွေမှာအရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်အကူအညီများစွာလိုအပ်ခဲ့ပါတယ်ပြည်တွင်းပြည်ပအကူအညီတွေကိုလည်းဖိတ်ခေါ်ခဲ့တယ်လို့ထိုင်းနိုင်ငံမှာကျင်းပတဲ့စာရမအချိန်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကိုတယောက်ဆင်မှာလည်းအစည်းအဝေးတယောက်လာတဲ့နိုင်ငံခေါင်းဆောင်မှနဲ့တွေ့ဆုံပြီးမြေငလင်နဲ့ပတ်သက်လို့အကူအညီတောင်းခံခဲ့ပါတယ်ငလင်ဘေးတဲ့ဒေသတွေမှာရေပေါ်ကယ်ဆယ်လုပ်ငန်းတွေကိုအင်တာအားတဲ့ကူညီဆောင်ပေးကြတဲ့ပြည်တွင်းပြည်ပကကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့ငလင်ဘေးတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းကယ်ဆယ်ရေးပစ္စည်းများနဲ့အလှူငွေတွေကိုပေးရထူထမ်းပေးကြတဲ့ပြည်ပနိုင်ငံများနဲ့ပြည်တွင်းကအလှူရှင်များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ကျွန်တော်တို့စုအနေနဲ့ငလင်ဒဏ်ခံဒေသတွေရဲ့ပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအများဆုံးဆောင်ရွက်ပေးသွားပါမယ်မိဘပြည်သူများရဲ့စုပေါင်းအားနဲ့ဆောင်ရွက်ရင်ပုံမှန်အခြေအနေကိုအများဆုံးရောက်ရှိနိုင်မယ်လို့ယုံကြည်ပါတယ်နိုင်ငံတော်မှာစစ်မှန်စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုကျွန်တော်တို့ဆွေးရကရည်မှန်းချက်ထားဆောင်ရွက်လေရှိနေပါတယ်ပြည်သူလူထုလိုရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအများဆုံးပြန်လည်ကောင်ထယ်ပေးနိုင်ဖို့အတွက်လာမယ့်ဒီဇင်ဘာလအတွင်းမှာလွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲကိုကျင်းပပေးနိုင်ဖို့ကျူးပန်းဆောင်ရွက်လေရှိနေပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရွေးကောက်ပွဲအောင်မြင်မြင်ပြည့်မြောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တာရက်ခံလိုပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုအကောင်းဆုံးအကောင့်ထဲဖော်ပေးနိုင်ဖို့အတွက်အစဉ်တစ်ဖြင့်ကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်ငလင်ဘေးဒဏ်တဲ့ဒေသများအတွက်ပြည်내ထူထောင်ရေးလုပ်ငန်းများဖြစ်တဲ့အစိုးရရုံးဌာနများပြည်내တည်ဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့လမ်းမဆက်သွယ်မှုလုပ်ငန်းများပြည်내တည်ဆောက်ရေးတို့ကိုလည်းအောက်သွင်းခွန်ဆိုင်ဆောင်ရွက်သွားပါမယ်နိုင်ငံရေးစီးပွားရေးကိုပြည့်တင်နိုင်ဖို့အတွက်အဓိကကျတဲ့စာပြုမွေးမြူရေးအခြေခံကွန်ထရိုးလုပ်မှုလုပ်ငန်းတွေကိုအောက်သွင်းခွန်ဆိုင်တိုးမြင့်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်အလားတူပဲ MSME လုပ်ငန်းလုပ်ကိုင်နေသူအားလုံးဟာလည်းရှိနေတဲ့အနေအထားအတွင်းမှာဖြစ်နေတဲ့များစူးစမ်းပြီးကွန်ထရိုးလုပ်မှုများကိုပြုလုပ်ကြစီလိုပါတယ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာပညာရေးဟာလည်းအရေးကြီးလာပါတယ်ဒါကြောင့်လာမယ့်ပညာသင်နှစ်မှာကျောင်းတွေအရွယ်ကလေးအားလုံးမြက်ပြက်မုတ်ကဲပညာသင်ကြားနိုင်ရေးကိုအလေးထားပြီးတော့မှဝမ်ဝမ်ပူပေါင်းဆောင်ရွက်ပေးကြဖို့လည်းတိုက်တွန်းလိုပါတယ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်တည်ငြိမ်အေးချမ်းမှုလည်းလိုအပ်ပါတယ်ဒါကြောင့်လည်းရေရှည်တည်တတ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရရှိအောင်ကြိုးပမ်းဖော်ဆောင်နေပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအစိုးရနိုင်ဖို့ကျွန်တော်တို့အစိုးရကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာဖြေရှင်းကြဖို့ဖိတ်ခေါ်ကမ်းလှမ်းထားပြီးလည်းဖြစ်ပါတယ်ပြည်တော်စုပွားတိုင်းရင်းသားညီကိုများဖြစ်ကြတဲ့အတွက်ပြည်တော်စုစိတ်ဓာတ်ကိုရင်ဝယ်ပိုက်ပြီးပူးပေါင်းပါဝင်ဆောင်ကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်နှိဟောင်းမှာကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ဘေးဒုက္ခတွေအခက်အခဲတွေစေခွန်မှုတွေကနေအားနည်းချက်တွေကိုသင်ခန်းစာဖော်ထုတ်ပြီးနှစ်သက်မှာအတွေ့အကြုံအမြင်သစ်နဲ့နိုင်ငံတော်ကဆက်လက်ရှောက်လန်းမဲ့ပါတီစုဒီမိုကရေစီဖော်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားများအားလုံး
ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့လို့နှစ်သစ်ကိုနှုတ်ခွန်းဆက်စကားပြောကြားလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ